ဒါဆိုလို့ရှိရင်ပေါ့နော်မျိုးရင်းဒါမျိုးရင်း order ဒီနေ့ HMK ကုမ္ပဏီကနေပြီးတော့ပို့ရမယ် delivery တွေပါနော်အဲ့တော့မျိုးရင်း order တွေပါအဲ့တော့မျိုးကနေပြီးတော့မှအခုမှကပစ္စည်းဆိုင်ဖွင့်ထားတာပစ္စည်းလို့ခြင်းနဲ့ order တင်တဲ့နေရအမတွေပေါ့နော်အဲ့တော့အခုရကတော့အများကြီးယူမှာဆိုလို့ရှိရင်နေရ customer တွေအတွက်ဆိုလို့ရှိရင်လည်းအမတို့ဈေးနှုန်းအဖြစ်ဆိုလို့ရှိရင်တက်ရှိရပေါ့နော်အဲ့တော့နေအခုပေါ့နော်9ခုယူရင်9ခုဈေးပေါ့အမနော်အဲ့တော့10ခုယူရင်10ခုဈေးအဲ့တော့လက်လီလဲမှာယူလို့ရတယ်လို့မျိုးညီမတို့ရှိမှလက်ကား order တွေလဲအမတို့ကြိုက်တယ်လို့မျိုးစိတ်ကြိုက်မှာယူလို့ရတယ်အဲ့တော့မှာယူမယ်ဆိုလို့ရှိရင်တော့ဖုန်းနံပါတ်လေးကတော့ Viber ဖုန်းနံပါတ်က09936194လုံးမှာလဲမှာယူလို့ရတယ်လို့မျိုး0955534335မှာလဲအမတို့မှာယူလို့ရတယ်ဒါမှမဟုတ်ဘူးစိုင်းမှာကိုယ်တိုင်ကိုကြပစ္စည်းအစုံကိုလာကြည့်ပြီးတော့မှဝယ်မယ်ဆိုလဲအမတွေအတွက်ဆိုလို့ရှိရင်အမှန်450ခွန်ရတနာလန်ကျိတ်ကဆန်ဖျားHMK Company Limited ဆိုတဲ့ဆိုင်မှာလဲအမတို့ကိုယ်တိုင်ကိုကြလာရောက်ဝယ်ယူပြီးတော့အားပေးနိုင်ပါတယ်ရှင်အဲ့တော့ဒါတွေကတော့ပစ္စည်းတစ်နေ့ပို့ရမယ် order တွေပါရှင်အဲ့တော့အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ရှင်အားလုံးပဲတက်တာပါ